Hello, đi từ đâu đi à đó? Quốc cổ đó con lông miêu rồi nó, quốc cổ con lông miêu để xem là gì? Thì con đi mà xây lên chi để biết, cho nó video thì không mà miền bu đấy. Tu ở đây chơi được con gì tao này là mà ai nè mà, chơi là bị cayตัวเลยchỉ đâu cũng, chơi chỉ đâu cũng là cayตัวđó, chơi à xây miêu à đó, chơi mà toan hay nào? Thì phi nhỏ video thì phi ai nè mà thay mi ta khai lấy ai bị nào cao mà lấy là bảo đi nghe chả đấy. အဲ့ခါမှာ तू တင်းနေလာပြီးတယ်နောက်အချိန်တစ်ခုကြာရင် तू ပြန်လာကြည့်တယ်ကျွဲအချင်းတွေကိုကျွဲအကုန်လဲသွားဆိုအဲ့ခါမှာပြန်လာစားဒီကောင်လေးအဲ့လိုအစိတ်ရှိတယ်သူတည်းကြီးတဲ့တော်ဘာဆို तू မဖိုက်နိုင်တဲ့အခါကျတော့ तू ကအဲ့လိုကြိုက်ပခဲတာရှောင်းပြီးတော့ခြေတော့ရခြေတော့လက်ရလက်တော့အဲ့လိုကြိုက်ပခဲပြီးတော့သူတို့ကခဏပြန်လာကြည့်ပြီး तू အဲ့ကောင်လဲပြီးဆိုမှအဲ့ခါမှာစားဒီကောင်လေးမျိုးတဲ့အခါလူလိုပဲလူကကြတော့ပါစားတဲ့ကိုလက်နဲ့ထိုးသွင်းတာပေါ့ဒီကောင်လေးကဒီဝက်မျိုးတဲ့အခါမျိုးစည်းမှာထောက်ပြီးတော့သူပါစားတဲ့ကိုထိုးထည့်တယ်နောက်ဒါမှမဟုတ်တပ်ပင်တွေ့ရင်တပ်ပင်မှာသွားပြီးထိုးပြီးတော့အဲ့လိုမျိုးမျိုးစည်းမှာထောက်တယ်ပါစားကဆွဲတယ်ပေါ့မျိုးချတယ်ဒါပေမဲ့အဲ့သူကမျိုးစည်းမှာထောက်ပြီးတော့ပါစားတဲ့ဝင်အောင်ထိုးထည့်နောက်တပ်ပင်မှာလည်းတေးပြီးတော့အဲ့လိုထိုးထည့်တာတွေရှိတယ်ဒီကောင်လေးကတော့ဒါကတော့ဖန်တီးထားတဲ့ဗီဒီယိုရဲ့နေမှာပါဝက်တကောင်တပ်ပြီးတော့ချထားတယ်ဟိုကောင်လည်းစာမကြွေးတာအချိန်တိုင်းတာတစ်ခုစာမကြွေးပဲထားပြီးတော့အစာအရန်စာနေတဲ့အခါအဲ့လိုကြွေးရတဲ့တူတယ်မတန်ကြောက်ဖို့ကောင်းတဲ့တော်ဝါကြီးတွေဒီကောင်းတွေကမြန်တယ်နော်ပြေးတာလဲစိတ်တကောင်ကအပြေးမနှေးဘူးစိတ်ပြေးတာစိတ်ကိုလိုက်ပြီးတော့သူအမီးနဲ့ရိုက်တာဗျာအမီးနဲ့လေသူအမီးရဲ့ရိုက်အားလည်းမလွယ်ဘူးတစ်ချက်ထိရင်လူဆိုလွင့်ထွက်သွားမှာအဲ့စိတ်ကိုသူလိုက်ပြီးတော့လှည့်ပြီးတော့အမီးနဲ့ပုံနဲ့ရိုက်ပြီးအဲ့လိုလုပ်ပြီးစားတာကျွန်တော်ဗီဒီယိုတစ်ခုမှတွေ့ပြီးအခုလည်းကြည့်သူတက်ပင်နဲ့ကိုတေးပြီးတော့တက်ပင်ကိုမဝက်ကိုတေးပြီးထိုးထဲတာသူပါဆက်ထဲကိုမလွယ်ဘူးဒီကောင်လေးအပြင်မှာတွေ့လို့ကတော့ကြောက်စရာကောင်းတယ်အပြင်မှာတော့ကျွန်တော် and reality မှာမတွေ့ဘူးကျွန်တော်ရက်ဒေသမှာတော့တွေ့ဘူးတဲ့ဖွက်လို့ကောင်းမျိုးပေါ့ဖွက်ကတော့အဲ့လောက်မကြည့်ဘူးဒီပုံစံမျိုးပဲဖွက်ကတော့ဒီလောက်မကြည့်ဘူးဖွက်ကိုတော့စားတယ်ကျွန်တော်ပြန်မှာဖွက်ကိုလည်းကျွန်တော်အပြင်မှာတေးချာမမြင်ဘူးပါဘူးဗီဒီယိုတွေမှာမြင်ဘူးလားဒီကောင်ဝက်တကောင်လုံးကောင်းလိုက်မျိုးပဲဆိုတာနည်းနည်းအဆုံးမဟုတ်ဘူးလူတယောက်ကိုလည်းအသာလေးပဲနေတာဘာကြီးလည်းပြားချက်လို့သူ့အစာမပြေပဲတော်ထားတယ်ဒီတကောင်ကိုကြည့်လို့သူအငားမရစားအောင်အတွက်ဖန်တီးရတဲ့ဗီဒီယိုလေးပေါ့ဗျာဟုတ်ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်